ခဲ့လာတဲ့လူဘဝလေးရချိန်မှာမုံမြတ်သောစိတ်ဓာတ်နဲ့အသက်ရှင်တန်ပါဆုံတွေ့ကြတဲ့လူဘဝကအချိန်ခဏလေးပါဘဝဆိုတာခိုက်တန်လေးပါတန်ဖို့ရှိတဲ့လူတယောက်ဖြစ်ရည်တည်ပါလူချင်းဖေးမရဲ့အမြဲကူညီပါတို့တောင်လာတဲ့လူဘဝရဲ့အချိန်တိုလေးမှာကုသိုလ်ရင်းများများလုပ်ပါတို့တွေဟာလူဘဝရဲ့ဧည့်သည်တွေပါအချိန်တန်ရင်ပြန်ကြရမှာအချိန်မှာပိုင်ဆိုင်သမျှထားခဲ့ရမှာအတည်နေတဲ့လောကဓမ္မတာမင်္ဂလာရှိသောရမြတ်ခါပြီကြက်တီရှိသောမင်းမြတ်ခါပြီနန္ဒတတဝါတွေကြမ်းမာတတ်ပါစေခொနရတသမီးများတွေဘေးရန်ခတ်သိမ်းအင်းငြိမ်းကြပါစေစိတ်ပဝေနှလုံးရွှင်ပြုံးအေးချမ်းကြပါစေချမ်းသာ